င်္ဂလာပါဒီနေ့ Android TV တော့မှာ application နဲ့ထပ်သီးနေမှာဖြစ်ပါတယ်အခုကတော့ Play Store နဲ့ထပ်သီးမှာမဟုတ်ပါဘူး Android TV ဆိုတဲ့ application ကတော့ Android TV တိုင်းမှာပါပါတယ်အဲ့ဒါချက်ဝင်လိုက်မယ်အဲ့ဒီတည်းကမှာကိုထန်သွင်းခြင်းတဲ့ application လေးကိုလိုက်ရှာလိုက်ပါမယ်အခုမှ access bar နဲ့သွားမယ်အဲ့တော့ microphone Google Google ဆိုတဲ့ software လေးထည့်သွင်းမှာဖြစ်ပါတယ် Google Google နဲ့ပတ်သက်တာဆို Google TV ဆိုတဲ့ software လေးထည့်သွင်းပေးမှာဖြစ်ပါတယ် Google TV Okay အမ open ဆိုတာရှိတဲ့ထုတ်ပြီးသားပဲဖြစ်ပါတယ်ဒါကြောင့်မလို့တပိတ် software လေးထည့်သွင်းပြန်တော့ Google Drive ထဲမှာအဲ့ဒီမှာ install ဆိုတာလေးကိုနှိပ်လိုက် Okay နှိပ်လိုက်ပါတရားပြည့်ရည်စောင့်ပေးလိုက်ပါတရားပြည့်သွားပြီဆို install ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်ခဏစောင့်ပေးလိုက်ပါ TPO တို့လမ်းကျိုးထိုးပြီးချိန်တာကောင်းပါတယ်အခုလမ်းကျိုးထိုးလိုက်ပါနော်တေးရောက်နေပါပြီတရားပြည့်ရည်ဆောင်နေတရားပြည့်ရည်ဆောင်မယ်နော်တရားပြည့်ရည်ဆောင်မိလိုက်နော်နောက်တစ်နည်းက USB stick ပြထည့်ရနည်းပဲဖြစ်ပါတယ် USB စစ်လဲချက်ဝင် application ကိုထည့်တာ application file နဲ့ချက်ဝင်ကိုထည့်မဲ့ application ကိုချက်ရေးလိုက်မယ် the pass is for မကောင်းအဲ့ဒီအောက် install ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တဲ့နဲ့ install တင်ပြီးတော့ဖြစ်ပါတယ်ဒါ USB နဲ့ application နဲ့ထည့်သွင်းနည်းပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်